လန်းအစမှာတော့အဲဒန်ဆိုတဲ့လူငယ်တယောက်ဟာသူ့တိုက်ခန်းထဲမှာအေးစစ်စစ်အိပ်ပျော်နေပါတယ်ဒါပေမဲ့ရုတ်တရက်ထူးဆန်းတဲ့အတန်တစ်ခုကြောင့်သူ့လက်နိုးလာခဲ့ပါတယ်ဘာဖြစ်နေလဲတိကျင်လို့တကားရဲ့အပေါက်သေးသေးကနေအပြင်ကိုချောင်းကြည့်လိုက်ပေမဲ့အပြင်မှာတော့ဘယ်သူမှမတွေ့ရပါဘူးအဲ့ဒီနောက်ထီကိုဖွင့်ကြည့်လိုက်တဲ့အခါရုပ်တံလိုင်းအားလုံးပြောင်းနေပြီးအရေးပေါ်တတိပေးစာတစ်ခုပဲပေါ်နေပါတယ်ဒီလိုဖြစ်နေတာကိုလည်းနားမလည်သေးခင်မှာပဲအပြင်ဘက်ကလူတွေရဲ့အော်ဟစ်အကူအညီတောင်းတတွေကြားလိုက်ရပါတယ်ဒါကြောင့်အိမ်ရှိဝရန်လာစီအမြန်ပြေးထွက်ပြီးကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူ့အံ့အားတင့်သွားပါတယ်လမ်းပေါ်မှာလူတွေဟာအသက်လူကြီးနေကြပြီးမြို့တစ်မြို့လုံးကပ်ပေးကြီးကြားရောက်နေတယ်လို့ဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲရဟတ်ရင်တစည်းဟာအနီးအနားကအဆောက်အဦတစ်ခုကိုဝင်တိုက်ပြီးပြစ်ကျသွားတာကိုမြင်လိုက်ရပါတယ်အဲ့ဒီနောက်ဖဲနရဲ့အာယုံကလူအုပ်ကြားထဲမှာတယောက်တည်းရက်နေတဲ့ကလေးမလေးတယောက်စီရောက်သွားပါတယ်။သူမကိုကယ်ပေးဖို့လက်တင်ကလူတွေကိုအော်ဟစ်ပြောနေချိန်မှာပဲကလေးမလေးကရုတ်တရက်အနာကလူတို့ဒီကိုတိုက်ခိုက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒင်ကဖြစ်ပျက်နေတာကိုသဘောပေါက်သွားပါတယ်။လူတွေဟာဇမ်ဘီတွေအဖြစ်ပြောင်းလဲနေကြတာပါ။ကြောက်လန့်သွားတဲ့တဲ့နဲ့ဟာအခန်းထဲကိုအမြန်ပြန်ဝင်ပြီးဝရန်တာတကားကိုတေချာပိတ်လိုက်ပါတယ်။ဒါပေမဲ့မကြခင်မှာပဲလူတယောက်ကသူ့တိုက်ခန်းထဲကိုရုတ်တရက်ဝင်လာပါတယ်။ကဲတင်ကအဲ့ဒီလူကိုဇမ်ဘီလို့ထင်ပြီးထိတ်လန့်သွားပေမဲ့သူကတော့အပေါ်ထက်ကအိမ်နီးချင်းဖြစ်နေပါတယ်။အိမ်နီးချင်းကမကြောက်ပါနဲ့ကျွန်တော်စားမိမဟုတ်ပါဘူးလို့ပြောပြီးသူ့တငယ်ချင်းတွေအားလုံးစားမိဖြစ်သွားလို့အသက်လူကြီးရင်ဒီတိုက်ခန်းထဲဝင်လာခဲ့ရတာလို့ရှင်းပြပါတယ်ပြီးတော့ရေချိုးခန်းတုံးကျင်တယ်လို့ပြောတာကြောင့်ကဲနန်ကသုံးခွင့်ပေးလိုက်ပါတယ်ဒါပေမဲ့သူ့လက်လျှောက်သွားနေချိန်မှာအဲဒင်ကသူ့လက်ဘေးမှာဇာမိတ်ကြိုက်ထားတဲ့တန်ရာကိုသတိထားမိသွားပါတယ်အဲ့ဒီတန်ရာကိုမြင်လိုက်တာနဲ့ဒီလူလည်းမကြခင်စားပြီးဖြစ်တော့မယ်ဆိုတာအဲ့ဒါသဘောပေါက်သွားပါတယ်ဒါကြောင့်ကိုယ့်တက်ကိုကာကွယ်ဖို့မိဖို့ချောင်ကဓာတ်တစ်ချောင်းကိုယူကင်ထားလိုက်ပါတယ်ခဏအကြာမှာအိမ်နီးချင်းကပြန်ထွက်လာပြီးအဲ့ဒီလက်ထဲကဓာတ်ကိုမြင်တဲ့အခါသူ့ကိုဇမ်ဘီလို့ထင်နေမှန်းသိသွားပါတယ်ကျွန်တော်မကူးဆက်သေးပါဘူးလို့အချိန်ချင်းရှင်းပြပေမဲ့စကားဆုံးခင်မှာပဲသူ့မျက်လုံးတွေစတင်ပြောင်းလဲလာပါတယ်ဗိုင်းရပ်စ်ကသူ့ခန္ဓာကိုယ်ကိုစတင်ထိန်းချုပ်နေပြီဆိုတာအဲ့ဒင်သိလိုက်ပြီးအိမ်ထဲကချက်ချင်းထွက်သွားဖို့တတိပေးလိုက်ပါတယ်မဟုတ်ရင်သူ့ကိုယ်တိုင်တက်ရလိမ့်မယ်လို့ပြောလိုက်တာကြောင့်အိမ်နီးချင်းလည်းအပြင်ကိုထွက်သွားရပါတယ်တကားပေါက်ကနေပြန်ချောင်းကြည့်လိုက်တဲ့အခါတော့ဇမ်မေတွေကအဲ့ဒီအိမ်နီးချင်းကိုဝိုင်းဝန်းတိုက်ခိုက်နေတာကိုမြင်လိုက်ရပါတယ်ထိတ်လန့်သွားတဲ့ဟာတကားကိုတေချာပိတ်ပြီးအခန်းထဲမှာသာပုံအောင်နေလိုက်ပါတယ်အချိန်နှင်းငယ်ကြပြီးနောက်သူဒီသတင်းမှာဗိုင်းရပ်စ်အကြောင်းကြီးညာချက်ထုတ်လွှင့်လာပါတယ်ယောဂဟာမြို့တစ်မြို့လုံးကိုပြန့်နှံ့သွားပြီးဖြစ်ပြီးမကူးဆက်သေးတဲ့သူတွေအနေနဲ့အိမ်ထဲမှာသာနေကြဖို့တကားနဲ့သတင်းပေါက်အားလုံးကိုလုံလုံခြုံခြုံပိတ်ထားဖို့ဘလို့အခြေအနေမျိုးမှအပြင်မထွက်ကြဖို့သတိပေးထားပါတယ်ကဲတင်ကမိဘတွေစီဖုန်းခေါ်ဖို့ကြိုးစားပေမဲ့ line တွေအားလုံးမရတော့ပါဘူး message တွေကိုစစ်ကြည့်လိုက်တော့မိဘတွေကဇမ်ဘီတွေမြို့တစ်မြို့လုံးပြန့်နှံ့နေပြီးငါတို့မင်းစီလာနေတယ်အဲ့ဒီအချိန်ထိဘလို့ပဲဖြစ်ဖြစ်အိမ်ထဲကမထွက်နဲ့ဆိုပြီးပို့ထားတာကိုတွေ့လိုက်ရပါတယ်ညနေဆောင်လာတဲ့အခါနိုင်တန်ဟာဝရန်နာမှာထိုင်ပြီးအပြင်ကိုငေးကြည့်နေပါတယ်တစ်မျိုးလုံးလူသူကင်မဲ့နေပြီးနေရာအနှံ့မီးလောင်ကျွမ်းနေတဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့အခါသူဟာအခုလိုကဘာပြတ်နေတဲ့အခြေအနေထဲမှာတယောက်တည်းဘလို့ဆက်ရှင်တန်ရမလဲဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ပြည့်နှက်သွားပါတော့တယ်ဒီလိုနဲ့ရက်တွေတဖြည်းဖြည်းကုံဆုံးသွားပြီးတပတ်လောက်ကြာလာပါတယ်တညမှာတော့အိုင်နန်ဟာဝါတာနဲ့ဗီဒီယိုရီကော့လုပ်ရင်းသူ့ရဲ့နေ့စဉ်ဘဝကိုမှတ်တမ်းတင်နေပါတယ်ဒီအတော်အတွင်းမိဘတွေစီထပ်ပြီးဖုန်းခေါ်ကြည့်ပေမဲ့ဖုန်းလိုင်းကတော့အခုထိမရသေးပါဘူးအချိန်ကြာလာတာနဲ့အမျှတယောက်တည်းပိတ်မိနေတဲ့ဘဝဟာအင်းင်းကိုစိတ်ပိုင်းဆိုင်ရာအရာတဖြည်းဖြည်းဖြစ်စည်းလာပါတယ်တနေ့မှာရေကန်ဖွင့်လိုက်တဲ့အခါရေလုံးဝမလာတော့တာကိုတွေးလိုက်ရပြီးသူအရန်စိုးရိမ်သွားပါတယ်အစားအစာလည်းအနှင်းငယ်ပဲကျန်တော့တာကြောင့်တနေ့ကိုနည်းနည်းစီပဲစာရင်အသက်ဆက်ရှင်ဖို့ကြိုးစားရပါတော့တဲ့မြို့တစ်မြို့လုံးစားမိတွေနဲ့ပြည့်နေတဲ့အချိန်မှာအဲ့ဒီဟာတယောက်တည်းအခန်းထဲမှာပိတ်မိနေပြီးအပြင်မှာဘာတွေဖြစ်နေမှန်းလဲလုံးဝမသိနိုင်တော့ပါဘူး။ဒီနေ့မှာဝါထာကြည့်နေစဉ်ရုတ်တရက်အတန်တန်ကြားလိုက်ရပါတယ်။သူချက်ချင်း baseball bat ကိုကင်ပြီးသတိထားနေချိန်မှာပဲအပေါ်ဘက်လေဝင်ပေါက်ကနေဇာမီမင်းကလေးတယောက်ရုတ်တရက်ခုန်ဆင်းလာပါတယ်။တဲ့တင်တာအလျင်အမြန်ပုံအောင်လိုက်ပြီးဇာမီကသူ့နာရောက်လာတဲ့အချိန်မှာနောက်ကနေ baseball ဘက်နဲ့တင်းမြင့်ထန်ထန်ရိုက်ချလိုက်ပါတယ်။အဲ့ဒီတစ်ချက်တည်းနဲ့ဇာမီဟာချက်ချင်းတည်ဆုံသွားပါတယ်။အဲ့ဒီနောက်အဲ့ဒါဟာနောက်ထပ်ဇမ်ဘီတွေမဝင်လာနိုင်အောင်လေဝင်ပေါက်ကိုဆွတ်ပေါ်တစ်ချက်နဲ့တေချာပိတ်ဆို့လိုက်ပါတယ်ဒီလိုနဲ့နောက်ထပ်ရက်တွေဆက်ကုန်သွားပြီးအဲ့ဒါဟာအခက်ခဲမျိုးစုံကိုရင်ဆိုင်ရင်းအသက်ဆက်ရှင်ဖို့စူးစမ်းနေစေဖြစ်ပါတယ်ဒီနေ့မှာတော့ video record လုပ်နေတော့ဖုန်းကြီးလာပါတယ်သူအလင်းအမြန်ကင်လိုက်တဲ့အခါမိခင်စီက voice message တစ်ဆောင်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ် message မှာမိခင်ကငါတို့မင်းရှိတဲ့မြို့နာကိုရောက်လာပြီးနောက်နာရီပိုင်းအတွင်းမင်းစီရောက်တော့မယ်လို့ပြောနေချိန်မှာပဲရုတ်တရက်ဇမ်ဘီတွေဝိုင်းတိုက်ခိုက်လိုက်တဲ့အတန်တွေထွက်လာပါတယ်နောက်ဆုံးမှာတော့သူ့မိဘနှစ်ယောက်ရဲ့အော်ဟစ်အကူအညီတောင်းတန်ကိုသာကြားလိုက်ရပြီး voice message ဟာအဲ့ဒီနေရာမှာပဲရပ်တန့်သွားပါတယ်ဒီအတန်ကိုကြားလိုက်တာနဲ့ပဲညာဟာမိဘနှစ်
2ယောက်လုံးတည်ဆုံသွားပြီဆိုတာနားလည်သွားပြီးအပြင်းထန်ဝမ်းတဲ့ငိုကြွေးပါတော့တယ်သူ့အတွက်အသက်ဆက်ရှင်ရတဲ့အကြောင်းရင်းမရှိတော့ဘူးလို့ထင်လာတဲ့တဲ့ဟာ baseball bat ကိုကင်ပြီးအခန်းအပြင်ကိုထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်တကားဖွင့်လိုက်တာနဲ့ဇမ်ဘီတွေအများကြီးကိုတွေးလိုက်ရပြီးအရင်ကအိမ်နီးချင်းလဲအသက်ရှင်နေသေးပေမဲ့အပြင်းထန်ဒဏ်ရာရနေပါတယ်တဲ့တင်ကလွတ်မြောက်နိုင်မဲ့လမ်းကိုလိုက်ရှာပေမဲ့ထွက်ပေါက်တိုင်းမှာဇမ်ဘီတွေပြည့်နှက်နေတဲ့အတွက်လုံးဝထွက်ပြေးလို့မရနိုင်မှန်းသိလိုက်ရပါတယ်ပြန်လှည့်လာချိန်မှာဇမ်ဘီတွေကသူ့ကိုဝိုင်းတိုက်ခိုက်လာပေမဲ့အသေးတန်ရုန်းကန်ပြီးသူ့တိုက်ခန်းထဲကိုပြန်ဝင်နိုင်ခဲ့ပါတယ်ဝင်ချင်းပဲရေခဲတာကြီးကိုတကားရှိဆွဲထားပြီးဇမ်ဘီတွေမဝင်နိုင်အောင်ပိတ်ဆို့ထားလိုက်ပါတယ်ဒီလိုနဲ့နောက်ထပ်ရက်တပတ်များစွာအဲ့နစ်ဟာတယောက်တည်းဆက်လက်ရှင်တန်ရင်စိတ်ပိုင်းဆိုင်ရာရောခန္ဓာကိုယ်ပိုင်းဆိုင်ရာပါအလုံးပင်ပင်ပန်းနွမ်းနယ်လာပါတော့တယ်အဲ့ဒီနောက်တနေ့မှာတော့မြို့တစ်မြို့လုံးလျှက်စစ်မီပြတ်တောက်သွားပါတယ်အစားအစာလည်းမရှိဖုန်းလိုင်းလည်းမရှိလျှက်စစ်မီလည်းမရှိတော့တဲ့အခြေအနေကအဲ့ဒင်ကိုအဆုံးစွန်ထိစိတ်သက်ကြစေခဲ့ပါတယ်ဒါကြောင့်ဝါထာကိုဖွင့်ပြီးနောက်ဆုံးဗီဒီယိုတစ်ခုကို right call လောက်ပါတော့တဲ့ကင်မရာကိုကြည့်ပြီးဒီနေ့ဟာဇမ်ဘီကယောဂါစဖြစ်တာ42ရက်မြောက်ပြီးအသက်ရှင်ဖို့ကျွန်တော်တက်နိုင်သမျှအားလုံးစူးစမ်းခဲ့တယ်ဒါပေမဲ့အခုတော့ဆက်မခံနိုင်တော့ဘူးနှစ်ရက်လုံးဘာမှမစားရတယ်လို့ရေတောင်မတောက်ရသေးဘူးဒီလိုအသက်ရှင်နေရတာတေတာထက်တောင်ပိုဆိုးနေတယ်လူပြောလိုက်ပါတယ်နောက်ဆုံးမှာတော့42ရက်ကြာတယောက်တည်းရုန်းကန်ပြီးနောက်အဲ့နဲ့ဟာကိုအဆုံးစီရင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမဲ့ကြိုးဆွဲချဖို့လုပ်နေတဲ့အချိန်မှာပဲအနီးနားဆောက်ဦးတစ်ခုရဲ့တရင်ပေါ်တက်မှာမင်းကလေးတယောက်ရက်နေတာကိုရုတ်တရက်မြင်လိုက်ရပါတယ်42ရက်အတွင်းပထမဆုံးအကြိမ်အသက်ရှင်နေတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတဲ့အတွက်အဲ့ဒီရဲ့စိတ်ထဲမှာမျောလင်းချက်အသစ်တစ်ခုပြန်လည်မွေးဖွားလာပါတော့တယ်သူချက်ချင်းပရင်ပေါက်စီပြေးသွားပြီးအနီးနားကအဆောက်အဦကိုတေချာကြည့်လိုက်ပါတယ်တကယ်ပဲအဲ့ဒီမှာအသက်ရှင်နေတဲ့မင်းကလေးတစ်ယောက်ရှိနေပါတယ်ဒါဟာ42ရက်အတွင်းပထမဆုံးအကြိမ်လူသားတစ်ယောက်ကိုတွေ့ရတာဖြစ်လို့အဲ့ဒီအရန်အံ့ဩသွားပါတယ်ဒါပေမဲ့မင်းကလေးကတော့အဒင်ကိုဇမ်ဘီလို့ထင်သွားပြီးကလန်ကာကိုအမြန်ပိတ်လိုက်ပါတယ်နောက်တနေ့မနက်မှာအန်ဟာတရင်ပေါက်နာကိုထပ်လာပြီးစောင့်နေပါတယ်မင်းကလေးပြန်ပေါ်လာတာနဲ့စာရွက်တရွက်ပေါ်မှာထားလို့ရေးပြပြီးလက်နှုတ်ဆက်လိုက်ပါတယ်အဲ့ဒီအခါမှာအန်ဟာဇမ်ဘီမဟုတ်ပဲလူသားစစ်ဖြစ်မှန်းမင်းကလေးသဘောပေါက်သွားပါတယ်သူမရဲ့မျက်နှာပေါ်မှာလည်းစိတ်သက်သာရတဲ့အပြုံးလေးပေါ်လာပါတယ်အဒင်ကသူ့နာမည်ကိုစာရွက်ပေါ်မှာရေးပြလိုက်ပြီးမင်းကလေးကလည်းသူမရဲ့နာမည်ဟာအေဗာဖြစ်ကြောင်းပြန်ပိတ်ဆက်လိုက်ပါတယ်ဒီဘကအန်မှာအစားတောက်ရှိသေးလားလို့မေးပါတယ်တဲရင်ကအစားအစာမကြံတော့ပေမဲ့တောက်ရည်တော့ရှိသေးတယ်လို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအေဗာရဲ့တိုက်ခန်းတကားနာကိုဇမ်ဘီရောက်လာတာကိုသူမတတိထားမိသွားလို့ကလန်ကာကိုအမြန်ပိတ်ပြီးမထွက်လာတော့ပါဘူးအဲ့ဒီညမှာတော့အန်ဟာအစာညက်လွန်းတာကြောင့်စားစရာမရှိတော့ပဲတွားတိုက်ဆေးတောင်စားပြီးပိုက်ထရတဲ့အထိအခြေအနေဆိုးရွားလာပါတယ်ညပိုင်းမှာမိုးကြီးကျယ်ရွာသွန်းလာတဲ့အတွက်အန်ဟာမိုးရေကိုခံတူလောင်ပြီးတောက်ရည်အဖြစ်တုံပြသလိုမိုးရေနဲ့လည်းရေချိုးလိုက်ပါတယ်42ရက်ကျော်အိမ်ထဲမှာပိတ်မိနေတာကြောင့်သူ့မုတ်စိတ်တွေအရှိကြီးထွက်နေပြီဖြစ်လို့တေချာရိတ်တင်ပြီးကိုတန့်ရှင်းရေးလုပ်လိုက်ပါတယ်နောက်တနေ့ရပကိုထပ်တွေ့တဲ့အခါအန်ဟာကြည်ကောင်းတော့အားလာကြောင့် level လဲသဘောကျသွားပါတယ်အဒန်ကကျိုးတစ်ချောင်းမှာပကတ်လုံးတစ်လုံးချိပြီးရပရဲ့တိုက်ခန်းဘက်ကိုပို့လိုက်ပါတယ်တပတ်ကလန့်ဖန့်လိုက်တဲ့အခါအဒန်ကတောက်ရည်ဘူးနှစ်ဘူးကိုကျိုးကနေတဆင့်ပို့ပေးလိုက်ပါတယ်ဒါပေမဲ့ရေဘူးတွေကတန်တိုင်းကိုတွားတိုက်မိပြီးအတန်းကြဲထွက်သွားပါတယ်အဲ့ဒီအတန်ကိုအောက်မှာရှိတဲ့ဇမ်ဘီတကောင်ကြားသွားပြီးဒီဘက်ရဲ့တိုက်ခန်းစီတက်လာပါတော့တယ်ဒါကိုမြင်တဲ့ပြည်တင်ကရေဘူးတပူကိုဇမ်ဘီခေါင်းစီပြစ်ပေါက်ပြီးသူ့အာယုံကိုလွှဲလိုက်ပါတယ်ဇမ်ဘီကအဲ့တင်ကိုသတိထားမိသွားတာနဲ့အဗာကိုမလိုက်တော့ပဲအဲ့ဒီရှိတဲ့ဘက်ကိုတက်လာပါတယ်အဲ့ဒီလေ baseball bat ကိုကင်ပြီးအတင်းဆောင်နေပါတယ်ဇမ်ဘီအနားရောက်လာချိန်မှာတော့အကုံရိုက်ချလိုက်ပြီးတစ်ချက်တည်းနဲ့တက်ပစ်လိုက်နိုင်ပါတယ်ဒါပေမဲ့အစာငတ်တဲ့တန်ကတော့ပိုဆိုးလာပါတယ်နောက်ဆုံးမှာတော့ဘရန်ဟာအစားတောက်ရှာဖို့မဖြစ်မနေအပြင်ထွက်ရတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်သူဟာအိမ်နီးချင်းရဲ့တိုက်ခန်းကိုတွားဖို့တကားဖွင့်လိုက်ပြီးအပြင်ထွက်လာပါတယ်အပြင်မှာတော့အရင်အိမ်နီးချင်းရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်အလောင်းရဲ့အိတ်ကပ်ကိုစစ်ကြည့်လိုက်တဲ့အခါတော့တွဲတစ်ခုကိုရရှိသွားပါတယ်အဲ့ဒီအချိန်မှာဇမ်ဘီတွေချင်းကပ်လာတာကိုကြားလိုက်ရလို့ကဲဟာအလောင်းဘေးမှာလက်အိပ်ပြီးတေဆုံးနေတဲ့လူတစ်ယောက်လိုဟန်ဆောင်လိုက်ပါတယ်ကံကောင်းစွာနဲ့ဇမ်ဘီတွေကတတိမထားမိပဲကြောက်ဖြတ်သွားကြပါတယ်နိုင်ရှင်းသွားတာနဲ့ပဲဟာအိမ်နီးချင်းရဲ့တိုက်ခန်းထဲဝင်လိုက်ပါတယ်အခန်းထဲမှာကတင်ပေါ်လဲလျောင်းနေတဲ့မင်းကလေးတစ်ယောက်ကိုတွေ့လိုက်ရပေမဲ့အသက်ရှင်နေသလားဆိုတာမသိချသေးပါဘူးဒါကြောင့် helmet တစ်လုံးကိုသူမစီပစ်ကြည့်လိုက်ရဘာမှမလုပ်ရှားတာကြောင့်တေဆုံးနေပြီဆိုတာသိလိုက်ရပါတယ်အဲ့ဒီနောက်မိဖို့ကြောင့်လည်းဝင်ရှာတဲ့အခါနောက်ဆုံးတော့အစားအသောက်တွေကိုရှာတွေ့သွားပါတယ်အဲ့ဒီအပြင်အတုံးဝင်မဲ့ပစ္စည်းတော်တော်များများကိုလည်းအိတ်ထဲထည့်ယူလိုက်ပါတယ်ဒါပေမဲ့ပြန်ထွက်တော့မဲ့အချိန်မှာပဲဇမ်ဘီတကောင်ရုတ်တရက်ခုံအုပ်လာပြီးရဒနန်ကိုတိုက်ခိုက်လိုက်ပါတော့တယ်